ဒီမှာဆရာကြီးခင်ဗျခြေတော့ကဘယ်ခြေတော့ကဒဏ်ရာရတာလဲမားလို့ဆရာမားလို့ဟောဗျာဘာတော့ဗျာခင်ဗျဘာဖြစ်လို့ဘာလဲဘာပြောဘာဖြစ်တာလဲကျွန်တော်ခင်ဗျမပူနဲ့စိတ်ရှည်တယ်မပူနဲ့ပြောခင်ဗျဘာဖြစ်လဲပြောကျွန်တော်ယောဂါကိုပြောဘာဖြစ်စပြီးဖြစ်တဲ့နေရာနေကျွန်တော်ပြောလို့ရတယ်ဆရာအေးလေစဖြစ်တဲ့နေရာပြောလေကျွန်တော်စိတ်ရှည်ရှည်လေးတော့နားထောင်ပေးပါဟုတ်ပြီနားထောင်မယ်လားကျွန်တော်အလုပ်ဆင်းတာဘဲဥကျော်ထဲမှာဓမင်းညိုင်လေးထည့်ပြီးတော့ဘဲဥကျော်ထဲဓမင်းညိုင်ထည့်ဓမင်းညိုင်လေးကိုဘဲဥကျော်လေးထည့်ဓမင်းညိုင်နဲ့ဘဲဥကျော်လေးထည့်ပြီးကျွန်တော်အလုပ်ဆင်းတော့အလုပ်ဆင်းနေမွေးသားဆိုင်မှာတောင်းစိန်နဲ့တွေ့တော့မင်းညို့ကနေပြီးတော့သူတို့အမွေကိစ္စစကားများနေကြတယ်တဲ့မိုင်းမေကဝင်ရှုံအောင်မလားဆိုပြီးတော့ဖိုးထောင်ကသူ့ရိုက်တော့အောင်မြင်နေပြီးတော့အတင်းဒုတ်ဆွဲတော့ဒုတ်ဆွဲမဟုတ်ကျွန်တော်ယောဂဖြစ်တာကိုအစပြောလေဟုတ်ကဲ့ပြောမြင့်တင်နေပြီးတော့ရွှေမောင်အောင်သိန်းကိုကယ်အောင်လို့ပြောပါအောင်လေသူ့လေကိစ္စကိုအဲ့ဒါထွန်းညွန့်ကလည်းမပြောလို့မဖြစ်ဘူးတဲ့ဆိုတော့မဟုတ်ဒီယောဂဖြစ်တဲ့နေရာအစပြောရမှာလေတောင်းဝင်ရနေတော့ထွန်းကြည့်နေရင်ဖြစ်တော့မိရင်ကလည်းသူ့အကြမ်းနဲ့ပြဿနာတက်ရလားဆိုတော့မခံနိုင်ဘူးပေါ့လေဖြစ်တဲ့နေရာအစပြောလို့ခင်ဗျပြောနေတာထွန်းညွန့်နဲ့သူတို့တော်ပါပြီခင်ဗျဒီမိမစစ်လို့ဖမစစ်တာကြီးဆောက်ပြောမိနေဒီယောဂကိုအဖြစ်ကိုပြောအစကျွန်တော်အလုပ်လာတာပါအဖေတွားကြီးဆိုတော့လေးလောလာလေးလောဘယ်လဲဆိုတော့တန်းလို့ပြောဘူးချူကငကြဲလဲဆိုတော့အေကိုအော်ဒါနဲ့ပြီးတော့အစဖြစ်တာအစပြောလို့ဟုတ်ကဲ့အစတွားကြီးရဲ့လေးလောလေးလောပြောဘယ်လဲဆိုတော့တန်းလို့ပြောဘူးချူကငကြဲလဲဆိုတော့အေကိုအော်ဒါနဲ့ပြီးတော့ကျွန်တော်စိတ်မရှိဘူးနော်ခင်ဗျဖြစ်တာအစပြောတာတွားကြီးလေးလောဘာလို့ဖြစ်နေပြန်လာဝိသနာဖြစ်တယ်တဲ့ပြီးရောတဲ့ဒါပဲလာမှာလားဒါပဲလာမှာမလားတွားကြီးတဲ့ဘာလို့ဖြစ်နေလေးလောဒါပဲလာမှာလားဒီလိုပါဗျာကျွန်တော်အမှန်တိုင်းကိုပြောရရင်ကျွန်တော်ဖြာဘောကြလို့ကြိုးတာပါဗျာဖြာဘောကြလို့ကြိုးတာဟုတ်ကဲ့ခမရဗျာရက်ဆက်လာပြီလားဗျာခင်ဗျနည်းနည်းပါးပါခင်ဗျအသက်ယူနေဒီစကလုံးကြီးကမဟိုက်ဘူးမဟုတ်ပါဘူးဆရာကျွန်တော်ဖြာကြီးကပုံလာတာအဲ့ဖြာပုံကိုတက်ဆော်တာအဲ့ပြုတ်ကြပြီးကျိုးတာပါဆရာဩဖြာပုံလာတာအဲ့ဘွားနေပြီးပြုတ်ကြပြီးကျိုးတာဩခင်ဗျမကြီးမငနဲ့ဆော့တတ်တယ်ဗျာဖြာဘွားကြတယ်ကျိုးရဆိုတော့ကိုကတလို့တွေးနေတာအဲ့ကျွန်တော်ကိုယ်ပါဦးဆရာဟုတ်ပြီခြေသလုံးလေးကခေါင်းကိုက်တယ်ဆရာခြေသလုံးထဲမှာခင်ဗျခေါင်းကိုက်တာရှိသလားယင်ဒူးကောင်းကလည်းအန်ញင်တယ်အဲ့လိုဗဇက်ကအန်ញင်တယ်ဒူးကောင်းကအန်လို့ရမလားကျွန်တော်ထိုင်းနေတယ်ငုတ်တုတ်ကြီးထိုင်းမှာတော့ငုတ်တုတ်ပေါ့ဗျာခင်ဗျလမ်းသွားရင်မတ်တက်နဲ့ဟုတ်လားလမ်းသွားရင်မတ်တက်မသွားလို့ခင်ဗျဖွင့်ရွှေ့သွားမှာလားဟုတ်ကဲ့ဆရာကျွန်တော်အဲ့ဒါကုပေးပါဦးမပူနဲ့အဲ့ဒါမပူနဲ့အားရယောဂကဲယူတဲ့လိုရောက်သွားမပူနဲ့ဟုတ်လားငါတော့တော့တာဒီလက်တယ်ဆရာကျွန်တော်မလုပ်တော့ပဲလာမှာရပြီဘာရရဘာမလေးမကူတာမလေးအားရမယ်ဘယ်လိုလုပ်မှာခင်ဗျယောဂညင်သားတယ်အေးစေးနေရပါတယ်မကူတာပါနဲ့ဟာဒီရတယ်ရတယ်မပူနဲ့ရတယ်အေးစေးအေးစေးအေးစေးလေးရတယ်မပူနဲ့ခဏလေးဒီဘာလို့မှမကူတာတော့ဒီလာခဏစိတ်ရှိလာမပူနဲ့ပြတ်မလာမခဏမလာမပူနဲ့မပူတယ်မနဲ့မပူနဲ့မိုးမိုင်းနေသားမှာဒူနာနော်ဆရာ
ဆင်ပြေ ဘာပြေးတာပေါ့ သူဆဲဆဲပူနေရဆရာ 哦，没嘛，没那，哎呀，没嘛，遇到没事呢，我讲嘛的，过年没那么的家，你的。